နှလုံးသားဤချမ်းသာကြွယ်ဝမှုအပိုင်းနှင့်မျှဝေခြင်းဤပျော်ရွှင်မှုမိုးဦးကြကာလမှာလင်းနဲ့အဖွားတော်အေးတို့ဟာသူတို့ရဲ့တဲအိမ်လေးဘေးကမြေကွက်လက်မှာဟင်းသီးဟင်းရွက်ပင်လေးတွေစိုက်ကြပါတယ်။ဒီပင်လေးတွေကငါတို့အတွက်အစားအစာတွေမကဘူးမျောလင်းချက်တွေလည်းဖြစ်တယ်လို့အဖွားကပြုံးပြီးပြောပါတယ်။လင်းဟာနေတိုင်းအပင်လေးတွေကိုဂရုတစိုက်ရေလောင်းပါတယ်။သူဟာအပင်လေးတွေနဲ့စကားပြောတတ်ပြီးသူတို့လေးတွေတလက်မချင်းကြီးထွားလာတာကိုကြည့်ပြီးအယမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ဒီနေ့မှာတော့ရွာထဲကိုအဝတ်စားတစ်တွေနဲ့ကစားစရာအကောင်းစားတွေကင်ထားတဲ့သူရဆိုတဲ့တငယ်ချင်းတစ်လေးရောက်လာပါတယ်။သူရမှာလှပတဲ့စက်ရုပ်အယုတ်ကြီးပါလာပေမဲ့သူဟာတယောက်တည်းဖြစ်နေလို့ပြောဖို့မရပါဘူး။လင်းကသူရကိုအတူတူဆော့ဖို့ခေါ်လိုက်ပါတယ်။သူတို့မှာဈေးကြီးတဲ့ကစားစရာတွေမရှိပေမဲ့လင်းကတည့်ရွက်တွေရွှွန့်ဈေးတွေနဲ့တိရစ္ဆာန်ရုပ်လေးတွေဘယ်လိုလုပ်ရမလဲဆိုတာသူရကိုသင်ပေးပါတယ်။သူရဟာသူ့ရဲ့စက်ရုပ်ကြီးကိုဘေးချထားပြီးရွှွန့်ရုပ်လေးတွေလုပ်ရင်းအားရပါးရရေမောနေပါတယ်။မိုးတဲထန်စွာရွာတဲ့ညမှာလင်းဟာအိမ်နီးနားချင်းအဖိုးဦးဖြိုးရဲ့အပင်လေးတွေမိုးတံကြောင့်ပျက်စီးသွားမှာကိုစိုးရိမ်နေပါတယ်။ဒါကြောင့်လင်းဟာအဖွားစီကခွင့်တောင်းပြီးဦးဖြိုးရဲ့အပင်လေးတွေကိုကာကွယ်ဖို့ဝမ်းနီးအုပ်ဆောင်လေးတွေသွားလုပ်ပေးပါတယ်။နောက်တနေ့မနက်မှာတော့ဦးဖြိုးဟာသူ့ရဲ့အပင်လေးတွေဘာမှမဖြစ်ပဲလန်းဆန်းနေတာကိုတွေ့ရတဲ့အခါအယံဝမ်းသာသွားပါတယ်။လင်းရဲ့စိတ်ထားလေးကတကယ်ကိုရွှေစင်လေးပါပဲလင်းရဲ့လို့ဦးဖြိုးကကျေးဇူးတင်စကားပြောပါတယ်။အိမ်ပြန်ရောက်တဲ့အခါဘွားတော်အေးကလင်းကိုဝမ်းနီးတွေနဲ့ချင်းတောင်းလေးတွေဘယ်လိုရဲရမလဲဆိုတာသင်ပေးပါတယ်။လက်မှုပညာဆိုတာဘူးမှพูดလို့မရတဲ့ယုံနာပဲမြည်ရဲ့လို့ဘွားကဆိုပါတယ်။လင်းဟာသူ့ရက်ထားတဲ့ချင်းတောင်းလေးတွေကိုသူတို့ခြံကထွက်တဲ့လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေထည့်ပြီးသူရကိုလက်ဆောင်သွားပေးပါတယ်။ဒါဟာဈေးကြီးတဲ့ကစားစရာထက်ပိုတန်မိုးရှိတဲ့တငယ်ချင်းချင်းမျှဝေခြင်းပါပဲ။သူရရဲ့အမိကကျေးဇူးတင်တဲ့အနေနဲ့သူတို့အတွက်အိမ်မှာလုပ်တဲ့ဘုံလုံးရေပေါ်တွေကိုပေးလိုက်ပါတယ်။ဘွားတော်အေးနဲ့သူရတို့ဟာတဲရှိမှာထိုင်ပြီးမုန့်တွေကိုငင်းချက်စွာစားကြပါတယ်။မျှဝေခြင်းဟာအစားအစာတွေကိုပိုပြီးရတာရှိစေပါတယ်။ညနေခင်းမှာလင်းနဲ့အဖွားဟာကောင်းကင်ကြီးကိုကြည့်ရင်စကားပြောကြပါတယ်။အဖွားကျွန်တော်တို့မှာငွေတွေအများကြီးမရှိပေမဲ့ကျွန်တော်အရန်ပျော်တာပဲလို့လင်းကပြောပါတယ်။အဖွားကလင်းကိုဖတ်ထားရင်အေးပေါ်မီးရဲ့သူတစ်ပါးကိုကူညီပြီးမျှဝေတတ်တဲ့နှလုံးသားရှိရင်ဘယ်သူမဆိုအချမ်းသာဆုံးသူဖြစ်နိုင်တာပေါ့လို့ပြန်ပြောလိုက်ပါတယ်။